အားလုံးမင်္ဂလာပါကျွန်တော်ကိုရဲပါကျွန်တော်ဒီ Pro POS တို့ Pro Clinic တို့ Pro Car တို့ရဲ့ဒီ setting အကြောင်းလေးတွေကိုရှင်းပြပေးနေတာPro Clinic လည်းပြီးသွားပြီပေါ့နော်ပြီးသွားလို့ရှိရင် Pro POS မှာလည်း Pro Clinic နဲ့မတူတဲ့အချက်လက်လေးပြောပြသွားပြီအခုဒီနေ့မှာတော့ကျွန်တော် Pro Car မှာ Pro Car ရဲ့ setting မှာပေါ့ဒီ Pro Clinic တို့ Pro POS တို့နဲ့မတူတဲ့အချက်လက်လေးကိုကျွန်တော်ဒီနေ့ရှင်းပြပေးပါမယ်ဗျပထမဆုံးကျွန်တော်တို့ဒီ setting တွေကိုသွားမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကျန်တဲ့ချက်တွေကတော့တူတူပဲပေါ့နော်ဒီထဲမှာမတူတဲ့ချက်လေးရပါလေရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ visit type ဆိုတဲ့ခေါင်းလေးတစ်ခုရှိတယ်ပေါ့နော်visit type ကဘာအတွက်လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီကား service လုပ်ငန်းတွေပေါ့နော်အဓိကကားရည်စီလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘယ်နှကြိမ်လာလို့ရှိရင် free tip ဘယ်နှကြိမ်ပေးမယ် free ပေါ့နော်အဲ့လိုပုံစံမျိုးသတ်မှတ်တာရှိတယ်ပေါ့တချို့ကြောင်လဲ9ကြိမ်တချို့ကြောင်လဲ10ကြိမ်ပေါ့အဲ့လိုသတ်မှတ်တဲ့ခါမျိုးတွေရှိတယ်အဲ့လိုသတ်မှတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ software setting မှာတွားပြီးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါဥမာကျွန်တော်တို့ကဒီ visit count ကိုကျွန်တော်တို့ကဒီ restart ပေါ့နော်ဥမာ10ကြိမ်တစ်ခါဆို10ပြည့်ရတယ်1အနေပြန်စမယ်ပေါ့နောက်တစ်ခါဆိုလို့ရှိရင် free ပြီးသွားလို့ရှိရင်အဲ့လို reset လုပ်တဲ့ဟာမျိုးမှာကျွန်တော်ဒီမှာ monthly တွားလို့ရတယ်2လ3လ4လ5လ6လပြီးရင်ဒါမှမဟုတ်ကိုကဒီတိုင်း9ကြိမ်လို့10ကြိမ်လို့6ကြိမ်လို့ manual သတ်မှတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် manual ကိုထွေးအဲ့တော့ကိုက9ကြိမ်ဆိုလို့ရှိရင်9ကြိမ်ပြည့်သွားပြီဆိုတာနဲ့ free 6ကြိမ်မြောက်မှာ free ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ6လို့ထည့်ရမယ်ပေါ့ okay ကိုက10ကြိမ်မြောက်ပြီးသွားလို့17ကြိမ်မြောက်မှာ free ပေးခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်17ကြိမ်ဆိုပြီးတော့ဒီ free ပေးမဲ့အကြိမ်ကိုကျွန်တော်ဒီမှာဟိုပေါ့10ကြိမ်မြောက်17ကြိမ်မြောက်မှာ free ပေါ့နော်အားဆိုလို့ရှိရင်ကျွန်တော်17ကြိမ်ပြီးတာနဲ့သူက auto နောက်တစ်ခေါက်ကျရင်သူက1အနေပြန်စသွားမယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေကျွန်တော်ဒီမှာလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ visit type လေးတွေတတ်မှတ်လို့ရတာရှိတယ်နောက်တစ်ခုကျတော့ဒီ activity alert day ပေါ့ဒါပါအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ9ရှိတယ်14ရှိတယ်30ရှိတယ်45ရှိတယ်60ရှိတယ်ပေါ့ဒီ activity alert တွေကဘာအတွက်လဲဆိုတော့ကျွန်တော်တို့ဒီdetailing ကားတွေတို့ဒီ window film cutter တို့ PPF cutter တို့နောက်ဒီ service ပြန်ခေါ်ဖို့လိုတဲ့အချက်ဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေအတွက်ကိုသုံးတာဟိုမှာကျွန်တော်ကားတစ်စီးကကျွန်တော်တို့ service ပြန်ခေါ်ဖို့ရက်သတ်မှတ်ပေးလိုက်တယ်ပေါ့နော်ပြန်ဥမာထားပါတော့ဒီဘယ်နေ့လာဖို့သတ်မှတ်ပေးလိုက်တယ်အဲ့ဒီမရောက်ခင်ကျွန်တော်တို့ကအလက်ကိုဘယ်နှစ်ရက်ကြိုပြီးတော့တည်ကျင်တာလဲပေါ့ကျွန်တော်တို့က9ရက်လို့ကြိုတည်ကျင်တယ်ဆိုလို့ရှိရင်သူကအဲ့ဟိုကအလက်ပြေးဖို့ဥမာပေါ့ရက်ပြေးဖို့ကျွန်တော်တို့က9ရက်လို့လက်ရောက်ပြီဆိုတော့ကျွန်တော်တို့ကအလက်လာပေါ်မယ်အဲ့အလက်ကိုကြည့်ပြီးတော့ကျွန်တော်က customer ကို inform လုပ်ရရှိရင်လုပ်မယ်သူဘယ်နေ့လာမလဲမေးဖို့လိုတာရှိရင်မေးမယ်ပေါ့နော်မေးပြီးတော့ကျွန်တော်ကကြိုပြီးတော့ booking ရက်ပြန်ပြီးတော့မှတ်ထားပြီးတော့ယူထားလို့ရမျိုးရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ service လုပ်ပေးရမယ့်ကားတွေကျွန်တော်တို့ကြော်သွားတွေပါမဖြစ်တော့ဘူးပေါ့ကျွန်တော်ဒီကောင်လေးကို alert ပေးထားလို့ရှိရင်ဥမာထားပါတော့14ရက်နှစ်ပတ်လို့ကြိုသိကျင်နေဆိုရင်ကျွန်တော်ဒီမှာ14ရက်ပေးထားလို့ရတယ်ပေါ့ဒါကတော့ကျွန်တော်တို့ကား service နဲ့ပတ်သက်တဲ့ဟာတွေဒီမှာကျွန်တော်တို့ visit တိုက်ပေါ်မူတည်ပြီးတော့ကားအကျဉ်းကြီးအတွက်ကိုကျွန်တော်တို့ကဒီသတ်မှတ်ထားလို့ရတယ်ပေါ့နော် visa ကောင်ကိုပဲချိန်ရပြန်လုပ်မလဲပေါ့ကျွန်တော်တို့9ကြိမ်တစ်ကြိမ် free တို့10ကြိမ်တစ်ကြိမ် free တို့အဲ့လိုပုံစံမျိုးတွေသုံးလို့ရတယ်အဲ့ကောင်လေးတွေကကျွန်တော်တို့ဒီကားကျွန်တော်တို့ voucher ကား service လာအပ်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာ POS မှာကားကိုရွေးလိုက်ပြီဆိုလို့ရှိရင်သူကဒီကားဒီကိုယ့်ရဲ့ဒီ visit type ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘယ်နှကြိမ် visit ရှိသွားပြီဆိုတဲ့ဟာလေးဒီခါလေးshow ပြပေးရပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ maintenance ခေါ်တဲ့ကားကြီး activity alert day ပေါ့ဘယ်နှစ်ရက်အလိုကြိုပြီးတော့တည်ကျင်တယ်ဆိုတဲ့ကောင်လေးကိုကျွန်တော်ဒီမှာ setting သတ်မှတ်ထားလို့ရတယ်ပေါ့ပြီးရင်ကျွန်တော်နောက်တစ်ခုကကျတော့ print preview မှာဆိုလို့ရှိရင်ဒီ show car info ဆိုတဲ့ကောင်လေးအမှန်ကြီးချစ်ထားလို့ရှိရင်ပေါင်ချာကြီးမှာကားနဲ့ပတ်သက်တဲ့ချက်လက်လေးတွေပေါ့တစ်ခါလေးထုတ်ပြပေးတယ်ဟိုမှာကားနံပါတ်တို့ model တို့ပါတို့ပြီးရင်ကာလာတို့တစ်ခါလေးကားရဲ့အချက်လက်လေးတွေပါထုတ်ပြပေးတဲ့ကောင်လေးပေါ့နော်ဒါတွေကတော့ဒါကတော့ကျွန်တော်တို့ pro car နဲ့ပတ်သက်ပြီးတော့ဒီ setting ဘိုင်းမှာဒီ pro clinic တို့ pro POS တို့နဲ့မတူတဲ့ဒီအချက်လက်လေးတွေကိုကျွန်တော်ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်